ဘာဦးကျန်းခန်းကြီး30ရာခေလသည်ယာကုပ်အားတာမဖွားကြောင်းကိုမိမိသိမြင်သောအခါအမကိုညှူဆူသောစိတ်ရှိ၍ငါအားသားကိုပေးပါသို့မဟုတ်ငါတည်တော့အံ့ဟုယာကုပ်ကိုဆိုလေ၏ယာကုပ်ကလည်းငါသည်တင့်အားတာဖွားသောအခွင့်ကိုပေးတော်မူသောဖျားသခင်ကိုစားဖြစ်တော်မူသလောဟုရာခေလကိုအမျက်ထွက်၍ပြန်ဆို၏ရာခေလကလည်းကျွန်ုပ်၌ကျွန်မဘိလဟာရှိပါ၏သူထံသို့ဝင်ပါသူသည်ကျွန်ုပ်ဒူးပေါ်မှာတာဖွာ၍သူ့အားဖြင့်ကျွန်ုပ်သည်တိဆောက်ခြင်းရှိပါလိမ့်မည်ဟုဆိုလျက်ကျွန်မဘိလဟာကိုယာကုပ်၏မယားဖြစ်စေခြင်းကအပ်၍သူထံသို့ယာကုပ်ဝင်လေ၏ဘိလဟာသည်ပဋိသန္ဓေယူ၍ယာကုပ်အားသားကိုဖွားမြင်သည်ရှိသောရာခေလကဘုရားသခင်သည်ငါဘက်၌တရားစီရင်တော်မူပြီးငါစကားကိုကြား၍သားကိုပေးသနာတော်မူပြီးဟုဆိုသည်နှင့်အညီထိုသားကိုဒံအမည်ဖြင့်မှတ်လေ၏တဖန်ရာခေလ၏ကျွန်မဘိလဟာသည်ပဋိသန္ဓေယူပြန်၍ယာကုပ်အားနှစ်ကြိမ်မြောက်သောသားကိုဖွားမြင်သည်ရှိသောရာခေလကငါသည်ငါအမနှင့်ကြက်ကြက်လုံးထွေး၍နိုင်ခဲ့ပြီဟုဆို၍ထိုသားကိုနတလိအမည်ဖြင့်မှတ်လေ၏လေအာသည်သားပြဲ၍မဖွားဘဲနေကြောင်းကိုမိမိသိမြင်သောအခါမိမိကျွန်မဇိဗလကိုယူ၍ယာကုပ်၏မယားဖြစ်စေခြင်းကအပ်လေ၏လေအာ၏ကျွန်မဇိဗလသည်လည်းယာကုပ်အားသားကိုဖွားမြင်သည်ရှိသောလေအာကကောင်းကျိုးလာသည်ဟုဆို၍ထိုသားကိုဂတ်အမည်ဖြင့်မှတ်လေ၏တဖန်လေအာ၏ကျွန်မဇိဗလသည်ယာကုပ်အားနှစ်ကြိမ်မြောက်သောသားကိုဖွားမြင်သည်ရှိသောလေအာကငါ၌မင်္ဂလာရှိ၏လူသမီးတို့သည်ငါကိုမင်္ဂလာရှိသောသူဟု၍ခေါ်ကြလိမ့်မည်ဟုဆိုသည်ဖြင့်ထိုသားကိုအာရှာအမည်ဖြင့်မှတ်လေ၏ထိုနောက်ဂျုံစပါးကိုစုသိမ်းသောအချိန်ကာလ၌ရုဗင်သည်လေပင်သို့ထွက်သွားပြီးလျှင်အနုစေတီကိုတွေ့၍မိမိအမိလေအာထံသို့ဆောင်ခဲ့လေ၏ရာခေလကလည်းတင်းဤသားရခဲ့သောအနုစေတီအချို့ကိုပေးပါလောဟုလေအာကိုတောင်းလျင်လေအာကတင်းသည်ငါလင်ကိုယူ၍အတွက်မရှိထင်သလောငါသားဤအနုစေတီကိုလည်းယူချင်သေးသည့်တကားဟုဆိုလေတော့ရာခေလကတို့ဖြစ်လျင်တင့်သားဤအနုစေတီအတွက်လင်သည်ယနေ့ညတွင်တင်နှင့်အိပ်ရမည်ဟုဆို၏ညဦးချိန်၌လေပြင်းမှယာကုပ်လာသောအခါလေအာသည်ခီးဥကျူပြုခြင်းကသွား၍တင်သည်ကျွန်ုပ်ထံသို့ဝင်ရမည်ကျွန်ုပ်၏သားရခဲ့သောအနုစေတီနှင့်တင့်ကိုကျွန်ုပ်ငားသည်မှန်ပါ၏ဟုဆိုသည်ဖြင့်ထိုနေ့ညတွင်သူနှင့်အိပ်ရလေ၏လေအာစကားကိုဘုရားသခင်နားထောင်တော်မူသည်ဖြင့်သူသည်ပဋိသန္ဓေယူ၍ယာကုပ်အားပိစမသားကိုဖွားမြင်လေသောငါကျွန်မကိုငါလင်အားပေးသောကြောင့်ဘုရားသခင်သည်ငါအားအခကိုပေးတော်မူပြီးဟုဆို၍ထိုသားကိုဣသခာအမည်ဖြင့်မှတ်လေ၏တဖန်လေအာသည်ပဋိသန္ဓေယူပြန်၍ယာကုပ်အားဆဋ္ဌမသားကိုဖွားမြင်လေသောဘုရားသခင်သည်ကောင်းသောလက်ဖွဲ့ကိုပေးသနာတော်မူပြီးငါလင်အားသား6ယောက်ကိုဖွားမြင်သောကြောင့်ယခုငါနှင့်အမြဲနေလိမ့်မည်ဟုဆို၍ထိုသားကိုဇာဗုလုန်အမည်ဖြင့်မှတ်လေ၏ထိုနောက်မှာသမီးကိုဖွား၍ဒီနာအမည်ဖြင့်မှတ်လေ၏ထိုအခါဘုရားသခင်သည်ရာခေလကိုအောက်မေ့တော်မူ၏သူ၏စကားကိုနားထောင်၍သားဖွားသောအခွင့်ကိုပေးတော်မူသည်ဖြင့်သူသည်ပဋိသန္ဓေယူ၍သားကိုဖွားမြင်နှင့်ငါခံရသောကဲ့ရဲ့ခြင်းအကြောင်းကိုဘုရားသခင်သည်ပယ်တော်မူပြီးဟု၍၎င်းဖျားတော်ဘုရားသည်အခြားသောသားကိုထပ်၍ပေးတော်မူပါစေသောဟု၍၎င်းဆိုလျက်ထိုသားကိုယောသပ်အမည်ဖြင့်မှတ်လေ၏ရာခေလသည်ယောသပ်ကိုဖွားမြင်ပြီးသောနောက်ယာကုပ်ကကျွန်ုပ်သည်ကိုယ်နှင့်ရင်းပြည်သို့သွားမိအကြောင်းကျွန်ုပ်ကိုလွတ်ပါလော့ကျွန်ုပ်သည်အစီခံ၍ရသောမယားနှင့်သားတို့ကိုဆောင်ယူ၍တွားရသောအခွင့်ကိုပေးပါလော့ကျွန်ုပ်အစီခံသည့်အကြောင်းကိုအဘသိပါသည်ဟုလာဗန်အားဆိုလျင်လာဗန်ကတင်းအင်းစိတ်နှင့်တွေ့ပါစေ
ထာဝရဘုရားသည်သင်၏အကြောင်းကြောင့်ငါအားကောင်းချီးပေးတော်မူသည်ကိုငါရိပ်မိ၏ငါပေးမိအခကိုပြောပါငါပေးမိဟုဆိုလေတော့ကျွန်ုပ်သည်အဘ၌အဘယ်သို့အစေခံသည်ကို၎င်းအဘ၏တရိษံတို့သည်ကျွန်ုပ်၌အဘယ်သို့ရှိနေသည်ကို၎င်းအဘသိပါ၏အထက်ကအဘ၏ဥစ္စာနည်းလာ၏ယခုတိုးပွား၍များပြားလျက်ရှိ၏ကျွန်ုပ်သွားလာလောက်ကင်သောအဖြစ်ထာဝရဘုရားသည်အဘအားကောင်းချီးပေးတော်မူပြီးယခုမှကျွန်ုပ်သည်ကိုယ်အိမ်သူအိမ်သားတို့ကိုအဘယ်သောအခါကျွန်ုပ်ပြုစုရပါအံ့နည်းဟုဆိုလေ၏လာဗန်ကလည်းအဘယ်အခကိုပေးရမည်နည်းဟုမေးပြန်လေယာကုပ်ကဘာကိုမျှမပေးပါနှင့်ကျွန်ုပ်၌ဂျေဇုတစ်ခုပြုလို့လေအဘ၏သိုးစုစိတ်စုကိုတဖန်ကျွေးမွေးစောက်ထိန်ပါအောင်မည်ယနေ့သိုးစုစိတ်စုတစ်လျှောက်လုံးကိုကျွန်ုပ်သွား၍ပျောက်ကြားသောစိတ်များညိုသောသူများရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်နောက်မှပျောက်ကြားသောစိတ်ညိုသောသူတို့သည်ကျွန်ုပ်၏အခဖြစ်စေလော့တို့ဖြစ်၍နောင်ကာလ၌ကျွန်ုပ်၏အခသည်အဘရှိသို့ရောက်သောအခါကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည်ကျွန်ုပ်ကိုစောက်ရှောက်ပါလိမ့်မည်မပြောင်းမကြားသောစိတ်မညိုသောသူရှိသမျှတို့ကိုကျွန်ုပ်ခိုးသောအကောင်ဟု၍မတ်စေလောဟုဆိုလေ၏လာဗန်ကလည်းသင်ပြောတိုင်းဖြစ်စေလောဟုဝန်ခံ၍ထိုနေ့၌ပင်ပျောက်ကြားသောစိတ်ထိပျောက်ကြားသောစိတ်မှအဖြူပါသောအစိတ်ရှိသမျှတို့နှင့်အစင်းညိုသောတိုးရှိသမျှတို့ကိုရွေ၍မိမိသားတို့လက်သို့အပ်ပေးလေ၏ကိုနေရအရက်နှင့်ယာကုပ်နေရအရက်ကို3 ရက်ခရီးကွာစေခြင်းကစီရင်သေး၏ယာကုပ်သည်ကျွင်းသောလာဗန်၏တိုးစိတ်များကိုထိမ့်လျက်နေရလေ၏ထိုအခါယာကုပ်သည်စိမ့်သောလိဗနာပင်လူစားပင်အာရမုန်ပင်တို့၏အခက်တံများကိုယူ၍အဖြူအစိမ်းအတန်းတက်ပေါ်အောင်အခွန်ကိုလိခွာပြီးလေရေတောက်လာသောသူစိတ်အထီးအမရှက်တင်စင်မိအကြံရှိ၍ရေတောက်လာသောအခါအခွန်ခွာပြီးသောတံပြာတို့ကိုရေတောက်ခြင်းတောက်ခွက်တို့၌တိုးစိတ်တို့ရှေ့မှစိုက်ထားလေ၏တိုးစိတ်တို့သည်တံပြာများရှေ့မှရှက်တင်၍အပြောက်အကျစားသည်တို့ကိုခွာကြ၏ယာကုပ်သည်တိုးစိတ်တငယ်တို့ကိုလည်းခွဲထား၍လာဗန်၏တိုးစုစိတ်စုတွင်အစင်းပြောက်ကြသောအကောင်အစင်းညိုသောအကောင်ရှိသမျှတို့ရှေ့မှတိုးစိတ်များကိုမျက်နှာပြုစေ၏မိမိတရိษံများနှင့်လာဗန်၏တရိษံများကိုလည်းမယောမနှောစေဘဲတစုစီခွဲထားလေ၏အာကြီးသောအကောင်တို့သည်ရှက်တင်သောအခါတပြာတို့သည်ရှက်တင်စေခြင်းကယာကုပ်သည်တပြာများကိုရေချင်း၌သူတို့မျက်မှောက်တွင်ထားတတ်၏အာနေသောအကောင်တို့ရှေ့မှတပြာတို့ကိုမပြမထထို့ကြောင့်အာနေသောအကောင်တို့သည်လာဗန်၏ဥစ္စာဖြစ်လေ၏အာကြီးသောအကောင်တို့မူကားယာကုပ်၏ဥစ္စာဖြစ်လေ၏ထို့သို့ယာကုပ်၌စီးစိမ်တိုးပွား၍သိုးစိတ်ကျုံယောက်ျားကျုံမိန်းမကလအုပ်မြင်းအများရှိကြ၏